ချို့ကလေအဲ့လိုငကအကြီးတွေဝေးရမှာကြောက်တယ်ပေါ့နော်ဒီလိုကွာဒီလိုအကြီးအဲ့လိုအကြီးဝေးရမှာသူတို့ဘာလို့ကြောက်ချလဲဆိုတာတခါကျရင်စဉ်းစားလို့မရဘူးတချို့ကျတော့နားအယံပါလို့ဝိတ်မနိုင်မှကြောက်လို့ကြောက်ကြရပေါ့နော်ဒါပေမဲ့ညီမကျတော့အကြီးတွေကိုပို့ကြိုက်တယ်ဘာလဲဆိုတော့ဒီမှာလေဒါဆိုကဒါတေးသေးလေးဝတ်ထားနော်ဒါဆိုက fancy အကြီးအဲ့ဒါလူရဲ့ထင်ပေါ်မှုကဘယ်ဟာပို့ပြီးတော့မိုက်လဲပေါ့နော်ညီမကတော့ဒီကောင်ကိုပို့ပြီးတော့ကြိုက်တယ်အဲ့ဆို तू ကအဲ့လိုထဲကြီးကြီးလေးနဲ့ကိုယ့်ရဲ့မျက်နှာကိုအဲ့လိုထင်းထင်းလေးဖြစ်စေရပေါ့နော်အဲ့တော့တချို့ကိုညီမတို့ဆိုတော့အဲ့လိုခန္ဓာကိုယ်နည်းနည်းကြီးရယ်ကွာအဲ့လိုလူမျိုးတွေဆိုရင်လူကြီးကြီးလေးပဲဝတ်ပါလို့ recommend ပေးချင်ပါတယ်အဲ့လဲဆိုတော့အဲ့လိုဒီလို accessory ကြီးကြီးလေးတွေဝတ်တာက accessory ကကြီးနေတဲ့ခါကျကိုမျက်နှာလေးကသေးသွားသလိုခံစားရတယ်နော်ဟိုမှာကွာဒီလိုမျိုးသေးသေးလေးတွေဝတ်မယ်ဆိုလို့ရှိရင်မျက်နှာရင်ပိုဖောင်းသလိုဖြစ်တယ်ပေါ့နော်ကဲဒီဘက်ဆိုလို့ရှိရင်ဒီမှာ accessory လေးကိုလူတွေကပို့ပြီးတော့သတိထားမိသွားတာဖြစ်တဲ့အတွက်ကိုကမျက်နှာလေးသွဲသွားသလိုဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးဆိုအကြီးတွေကိုပို့ပြီးတော့ recommend ပေးပါရယ် accessory ကြီးတွေဝတ်ကြပါမျက်နှာပြည့်ရဆိုလို့ရှိရင်ပြီးရင်နောက်တစ်ခုပေါ့နော်ဟိုဒီ accessory ပဲဝတ်ဒီလိုမျိုးစိန်တို့ပါအဲ့လိုပကြိုက်တာဝတ်ပေါ့နော်ဝတ်လို့ရှိရင်ဟိုမှာနေ့တိုင်းပေါ့နော်ဒီနေ့ရတောင်းမွေးတော့မနေ့ရက်တစ်ခါလောက်ကိုဒီနားနေပြီးတော့ချွတ်လိုက်ပေါ့နော်ချွတ်လိုက်ပြီးလို့ရှိရင်ဒီလိုသူ့မှာဒီလိုကြီးလေးတွေဖြစ်နေတတ်တယ်လူထဲမှာအဲ့လိုရှိကြရလေနော်အညစ်ကြေးဆိုတာအဲ့တော့ဒီလိုမျိုးဒီအတန်လေးတွေကိုwhat tissue လေးနဲ့ကိုကတုတ်တာမျိုးလေးတွေနော် cleansing လုပ်တာမျိုးလေးတွေနေ့တိုင်းလုပ်ပြီးတက်မှာရယ်နေ့တိုင်းမဟုတ်ရင်တော့မှာပေါ့နော်နေ့ရက်တစ်ခါလောက်ပြီးရင်တချို့ဒီလိုစိန်လေးတွေဆိုလဲအဲ့လိုပဲကြောက်ကလေးတွေဆိုလဲအဲ့လိုပဲမိန်နေတက်တာမျိုးရှိရယ်အဲကြောင့်လို့ရှိရင်ကိုယ်ခါကြရင် make up တို့ skin care တို့လိမ့်တဲ့ခါကြရင်နားရီပါသွားထိမိရမျိုးရှိရပေါ့နော်အဲကြောင့်လို့ရှိရင်သူကနည်းနည်းလေးမိန်သွားတတ်တယ်အဲ့တော့ what tissue လေးနဲ့ပြန်ပြီးတော့တန့်ရှင်လုပ်တယ်ပေါ့နော်တခြားသူတော့ညီမဒီထက်ပို့ပြီးတော့ကောင်းတဲ့နီလန်တော့ရှိမယ်ထင်တယ်ညီမတော့မသိဘူးညီမတော့အမြဲတမ်းအဲ့လို what tissue လေးနဲ့အဲ့လိုအမြဲတုတ်တယ်ပေါ့နော်တုတ်တယ်အဲ့လိုနားလေးဆိုလဲအဲ့လိုလေးတက်ရှင်းလေးဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာဒီလိုနေရာလေးတွေဆိုဒီနေရာလေးတွေမှာအဲ့လိုအညစ်အကြေးတွေကတ်နေတက်တာမျိုးရှိရဲအဲကြောင့်လို့ရှိရင်နှစ်ရက်တစ်ခါလောက်ကိုတေချာလေးတန့်စင်တင်ပါရဲ့ရှင့်အဲ့တော့ပို့ပြီးတော့လေကိုနားလေးကိုတချို့ဆိုစကားလေးကပ်ပြောရခါကျရင်နားလေးကအနံတော့ပေါ့နော်အဲ့လိုအနံ့နေရှိရဟာမျိုးကြီးမဖြစ်တော့ဘူးပေါ့နော်အဲ့တော့ဒါလေးကဒီလိုပဲငကက်လေးပါလေးဝစ်ကြည့်ရင်လည်းတတိရတဲ့အချက်ကလေးပေါ့နော်အဲ့တော့တကူရတဲ့ရှင်ထဲမှာလည်းပါနေရဖြစ်တဲ့အတွက်sharing လုပ်ပေးရဖြစ်ပါတယ်ကိုချစ်ရတဲ့သူတွေကိုကျမ်းမာစေချင်တယ်ပျော်ရွှင်စေချင်တယ်အများကြီးပေါ့နော်လှစေချင်တယ်အဲ့လိုငကက်အကြီးနဲ့တေးသေးလေးဆိုရင်လည်းမျက်နှာပြဲသူဆိုကြီးဝတ်ပါလို့ recommend ပေးချင်ပါတယ် bye bye